PSG ကဒိုင်ဂိုလိုယူဆန်တက်ခဲ့တာလားဘိုင်ရဲ့ပနတီတွေဘာကြောင့်ငင်းခံခဲ့ရလဲဘိုင်မီနစ်ဖိုင်နယ်နေနဲ့ PSG ကိုရှုံးပြီးဖိုင်နယ်မတက်ကြဟာဒိုင်လုံကြီးအမြတ်ကမ်းဖြစ်နေလို့ UEFA ကပဲ PSG ကိုမျက်နှာလိုက်နေလို့ခင်ဗျားတို့ထင်နေတော့မယ်လားလူမျိုးကမှနောက်ခံလူရဲ့လက်ကိုဘောလုံးလာကြည့်တာဒေချာဘောပနတီလို့ထင်ရပေမဲ့ဘောလုံးဥပဒေလောတဲ့ဂိမ်းရစီးမြင့်နေအရာကွင်းလည်တိုင်းနဲ့ VI ဆုံးဖြတ်ချက်ကကြာဂိုင်လုံးမှန်ကန်နေတယ်ဆိုရင်ခင်ဗျားတို့ဘာပြောကြပါလဲပြည်ထောင်စုမင်္ဂလာပါခင်ဗျာဟင်းသာအိုင်ဘက်ခွန်ရှိကိုမောင်ဖိုက်စစ်ပတင်းစာရိတ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ဒုတိယအကြောင်းမှာဘိုင်ယန်မြူးနစ်နဲ့ PSG တို့1-1တေကြခဲ့ပြီးနှစ်ကြော်ပေါင်းရလဲ6-5ခုနဲ့ PSG ကဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါတယ်။ဒီပွဲပြီးမှာဘိုင်ယန်နီးပြဘေးစင်ကုမ္ပဏီနဲ့ကစားမတွေပြည်သက်တွေအားလုံးဒေါ်လာကြီးပေါက်ကွဲခဲ့ကြတာကတော့သူတို့ရတဲ့နယ်လို့ထင်နေတဲ့ဟမ်မော့ပနတီတွေကိုကွင်းတိုင်ကအချိန်ချင်းညင်းပယ်ခဲ့လို့ပါပဲ။ဒီနေရာမှာဘိုင်ယန်ဘက်ကဒေါသထွက်တာကိုစိတ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့အပြည့်အဝနားလည်ပေးလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ပထမအကျော်ပွဲအဆင့်မှာတော့ကအလားတူဟမ်ဘော့ဖြစ်ရမျိုးတွေမှာဒိုင်လူကြီးကပနတီပေးခဲ့ပြီးပွဲရဲ့အချိန်တစ်ခုလုံးကိုပြောင်းလဲစေခဲ့ဘူးလို့ပါ။ဟိုပွဲတုန်းကတော့ပေးပြီးဒီပွဲကျမှဘာလို့မပေးတာလဲဆိုတဲ့ခံစားချက်မျိုးဝင်သွားတာဟာလူ့တဘာဝအရာတမန်ကိစ္စပါပဲဒါပေမဲ့အရေးကြီးဆုံးအချက်ကဘောလုံးဥပဒေ IFAB law ကိုဆုံးဖြတ်တဲ့နေရာမှာအဲ့လို emotion တွေအတိတ်ကနာကြီးချက်တွေကိုယူဆောင်လာပြီးချိတ်ဆက်ဆုံးဖြတ်လို့မရပါဘူးဘောလုံးကနောက်ခံလူရဲ့လက်ကိုထိတိုင်းပယ်နတီမဟုတ်ပါဘူးကွက်လိုက်တဲ့ဘီယာအဓိကကြီးရှုတဲ့ technical criteria နီးစတစ်ပိုင်းဆိုင်ရာတမန်ချက်တွေကအရေးကြီးဆုံးက unnatural position လက်ကိုသဘာဝမကျပဲကာထားခြင်းရှိမရှိဆိုတာပါပဲပြမဲ့တိုက်စစ်မှုကန်လိုက်တဲ့ဘောလုံးဒါမှမဟုတ်ဖြတ်တင်လိုက်တဲ့ဘောလုံးကနောက်ခံလူရဲ့လက်ကိုလာထိတဲ့အချိန်မှာအဲ့နောက်ခံလူရဲ့လက်ဟာခန္ဓာကိုယ်ကိုကြီးမားသောရွယ်ချက်ရှိရှိခြေကားထားလားဆိုတာကိုကြည့်ရပါတယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုသဘောအရပြေးနေခြင်းခုန်နေခြင်းဒါမှမဟုတ်ရှော့ထုတ်နေခြင်းတွေမှာလူရဲ့လက်ဟာဟန်ချက်ထိဖို့အလိုလျောက်လှုပ်ရှားနေကြပါတယ်တကယ်လို့နောက်ခံလူရဲ့လက်ဟာအဲ့လိုဝသဝါကြကြဟန်ချက်ထိနေတဲ့အနေထားမှာရှိနေပြီးဘောလုံးကလာထိတဲ့ဆိုရင်တော့ဥပဒေအရဟန်ဘောမပေးနိုင်ပါဘူးဘိုင်နယ်မှာဖြစ်သွားတဲ့ဖြစ်ရပ်တွေဟာPSGနောက်ခံလူတွေရဲ့လက်အနေထားကသဘာဝလှုပ်ရှားမှုအတိုင်းအတွင်းမှာရှိနေတဲ့အတွက်ဒန်လူကြီးကပယ်ချခဲ့တာဟာတိကျမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ဒုတိယစဉ်းစားရမယ့်အချက်ကတော့ deliberating play တမင်တကာလက်နဲ့ကစားခြင်းပါပဲ။နောက်ခံလူကဘောလုံးကိုလက်နဲ့အထိအောင်တမင်တကာရွှေ့ယူသွားသလားဆိုတာကြည့်ရပါတယ်။နီးကပ်တဲ့ကော်ဝေးကနေအရှင်ပြင်းနဲ့လာတဲ့ဘောလုံးကိုနောက်ခံလူအနေနဲ့လက်နဲ့ရုပ်သိမ်းဖို့အချိန်လုံးဝမရနိုင်ပါဘူး။ဥပဒေအရအကွာဝေးရန်နီးကပ်ပြီးရှောင်လွဲဖို့အချိန်မရတဲ့အနေအထားမျိုးမှာဘောလုံးကလက်ကိုလာထိခဲ့ရင်တမင်တကာကစားခြင်းဖြင့်မသတ်မှတ်ပါဘူး။ဒါကြောင့်လည်းကွင်းတိုင်ကဒါပန်နယ်အပြစ်ပေးရလောက်တဲ့ပြစ်မှုမဟုတ်ဘူးဆိုတာခိုင်မာဆုံးဖြတ်သွားခဲ့တာပါ။ဘိုင်ယန်နီးပြကုမ္ပဏီနဲ့ပရိသတ်တွေအဓိကဒေါသထွက်ရတဲ့အကြောင်းရင်းကတော့ပထမအကျော်နဲ့ဒုတိယအကျော်ဒန်လူကြီးရဲ့ဆုံးဖြတ်ချက်မတူညီမှုကြောင့်ပါပဲ။ဒီနေရာမှာကျွန်တော်နားလည်ထားမှာကဘောလုံးပွဲစဉ်တွေမှာဒန်လူကြီးတူးနဲ့အတူဥပဒေကိုအဓိပ္ပာယ်ဖွင့်ဆိုပုံကွာခြားတတ်တယ်ဆိုတာပါပဲ။ဒါဒန်လူကြီးတူးတဲ့ကပရိုင်းမှာတစ်မျိုးဒုတိယပိုင်းမှာတစ်မျိုးအချင်းပြက်မျက်နှာလိုက်ပြီးဆုံးဖြတ်တာမျိုးလုံးဝမဟုတ်ပါဘူး။ပွဲနှစ်ပွဲဒိုင်နဦးနဲ့မတူညီတဲ့အမြင်တွေသာဖြစ်ပါတယ်။ပထမအကျော်ကဒန်လူကြီးကလက်ထိတာနဲ့ပန်ရီပေးဖို့ဝင်မလေးတက်တဲ့သဘောထားရှိကောင်းရှိနိုင်ပေမဲ့ဒုတိယအကျော်ကဒန်လူကြီးကတော့ IFAB ရဲ့နီးစစ်ပိုင်းဆိုင်ရာသတ်မှတ်ချက်တွေကိုအသေးစိတ်လိုက်နာပြီးလက်ကိုထိတိုင်းပန်ရီမဟုတ်ဘူးဆိုတဲ့ခေတ်သစ်ဘောလုံးဥပဒေရဲ့အနှစ်သာရကိုအတိအကျကျင့်သုံးသွားတာဖြစ်ပါတယ်။အချောအပြင်ပြောရမယ်ဆိုရင်ဘိုင်မီနစ်အနေနဲ့ဖိုင်နယ်မတက်ရတာဟာဒန်လူကြီးရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့်မဟုတ်ပါဘူး။ PSG တင်းကနှစ်ကျော်ပေါင်းအနေအထားမှာနီးစတစ်ပိုင်းရပုံမကောင်းမွန်စွာကစားနိုင်ခဲ့ပြီး6-5ခုနဲ့ထက်ထက်တန်အနိုင်ရသွားခဲ့တာကြောင့်သာဖြစ်ပါတယ်။ Basic ကုမ္ပဏီရဲ့ဘိုင်ပရိသတ်တွေအနေနဲ့စိတ်ပြည့်ဒေါသထွက်တာကိုလူသားဆန်တဲ့စိတ်ခံစားချက်ရနားလည်ပေးလို့ရပေမဲ့ခွလက်တိုင်းရဲ့ဆုံးဖြတ်ချက်တွေကိုနီးစတစ်ပိုင်းဥပဒေရှုထောင့်ကနေပြန်လည်သုံးသပ်ကြည့်ရင်အပြည့်ဆိုစရာတကွမှမရှိအောင်မှန်ကန်နေတာကိုမေးထားလို့မရတဲ့အကြောင်းကျွန်တော်ကတင်ပြလိုခြင်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။